ကဲအားလုံးပဲမင်္ဂလာပါကိုရီမတွေအားလုံးပဲကိုရီမတွေအားလုံးပဲမင်္ဂလာရှိသောအချိန်ခါတမယာလေးပါနော်ကိုရီကိုမတွေအားလုံးပဲကိုရီကိုမတွေအားလုံးပဲခုရစားပြီးတော့စိတ်ချမ်းသာကြီးကိုကြီးကျမကြီးအားလုံးပဲလူမှုရေးစီးပွားရေးကျမကြီးစားစားရဲ့အဆင်ပြေချုံမှုကြပါစေစိတ်သွားတဲ့ကိုပါလုံးစနာတွေလည်းတလုံးလုံးပါတယ်ပြည့်စုံကြပါစေလို့နော်သူရီရွှေစင်းရဲ့အကောက်အစ်စ်ကလေးရည်ငါးကုန်ငါးမတွေအားလုံးစူတာမေတ္တာပို့တာရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ကိုရီမတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောအချိန်ခါတမယာလေးပါကဲငါးကုန်ငါးမတွေအားလုံးပဲအခုရစားပြီးတော့ကိုရီကိုမတွေအားလုံးပဲအခုမှကြည့်တဲ့လူသစ်ကိုရီမတွေအားလုံးပဲနော် channel လေးကို subscribe မရသေးတဲ့ကိုရီမတွေအားလုံးပဲ channel subscribe ခေါင်းလေးကိုနှိပ်ပေးပါအများသူငါပါအောင်လို့ share လို့ရတဲ့နေရာလေးတွေတိုင်း share ပေးသွားမျှဝေလို့ရတဲ့နေရာလေးတွေတိုင်းမျှဝေသွားပါ like လက်မလေးတန်းစီပြီးတော့နှိပ်ပေးပါ comment မှာလည်း okay လေးတွေထောက်ရှောက်မှန်သွားပေးပါနော်ကိုရီကိုမတွေအားလုံးပဲအခုမှအကောက်တစ်ကလေးဖြစ်တဲ့အတွက်ကိုရီကိုမတွေအားလုံးပဲ channel subscribe ခေါင်းလောင်းလေးကိုနှိပ်ထားမှသာလျှင်ဒီကောက်ကတင်တဲ့ video file လေးတွေ like လေးတွေကိုမြင်ရမှာပါနော်ကိုကိုမအားလုံးပဲဒါကြောင့် channel subscribe ခေါင်းလောင်းလေးကိုအဓိကထားပြီးတော့နှိပ်ပေးသွားပါအများသူငါပေါအောင်လို့ share လို့ရတဲ့နေရာလေးတွေတိုင်း share ပေးသွားမျှဝေလို့ရတဲ့နေရာလေးတွေတိုင်းတက်နိုင်တော့မျှဝေသွားပါနော်ကိုမအားလုံးပဲကဲကိုရီမတွေအားလုံးပဲဒါတော့မနက်ဖြန်တနင်္လာနေ့အဖွင့်နေ့နေကုန်မှာငါးကုန်ငါးမာတွေအားလုံးပဲဘာပတ်သီးလေးတွေကစားရမလဲဘာမိန်းကွက်ကလေးတွေကစားရမလဲဆိုတာလာရောက်ပြီးတော့မျှဝေပေးတာပါနောက်တစ်ခုကကြတော့တနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်မွေးစာရုပ်ပတ်တီကိုလည်းထုတ်ပေးပါမယ်တနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်မွေးစာရုပ်ပတ်တီလည်းထုတ်ပေးပါမယ်အာရုပ်ပတ်တီနဲ့မွေးကနန်းလေး3ခွက်ကိုလည်းထုတ်ပေးထားခဲ့မယ်နော်ကိုမတွေအားလုံးပဲတနင်္လာနေ့အဖွင့်နေ့အတွက်ပတ်တီကိုလိုချင်နေဆိုရင်လည်းတနင်္လာနေ့ဘူတင်ပြီးတဲ့ကနန်းလေးကိုလိုက်ပြီးတော့ဆော့လို့ရပါတယ်ဒါမှမဟုတ်ပဲနဲ့စာရုပ်ပတ်တီဟိုးမကျော်ကိုဆော့ချင်နေဆိုရင်လည်းဟိုးမကျော်ပတ်တီလေးကိုလိုက်ပြီးတော့ဆော့ပေးလို့ရပါတယ်ကိုကြိုက်နေတတ်တာအောင်ဆော့လို့ရပါတယ်နော်ကိုမတွေအားလုံးပဲကဲတနင်္လာအဖွင့်နေ့နေကုန်ပါစီညီမအကြိုက်ဆုံးပတ်တီလုံးပါစီနော်တစ်ပတ်တီ4ပတ်တီတင်ပေးထားပါမယ်တနင်္လာနေ့အတွက်ကတစ်ပတ်တီ4ပတ်တီပါကိုမတွေအားလုံးပဲအကြိုက်တူတဲ့ကိုရီမတွေအားလုံးပဲတစ်ပတ်တီပဲပတ်4ပတ်တီပဲပတ်ကိုစိတ်ကြိုက်ပတ်တီကိုလိုက်ပြီးတော့ဆော်လို့ရပါတယ်တစ်4ပတ်တီပါတစ်4ပတ်တီနေကုန်ပါတစ်ပတ်တီ4ပတ်တီပါနော်အကြိုက်တူတဲ့ကိုရီမတွေအားလုံးပဲလိုက်ပြီးတော့ဆော်လို့ရပါတယ်တစ်4ပတ်တီတနင်္လာနေ့အဖွင့်နေ့နေကုန်ပါနော်ကိုမတွေအားလုံးပဲဇာရုပ်ပတ်တီကတော့ live မှာပဲတင်ပြီးထားခဲ့မှာထပ် live မှာပဲတင်ခဲ့မယ်ပေါ့နော်ဇာရုပ်ပတ်တီကတော့3ပတ်တီရှိပါမယ်နေ့တိုင်းပတ်တီက1-4ပတ်တီဇာရုပ်ပတ်တီက3ပတ်တီပါနော်ဇာရုပ်က3ပတ်တီနေ့တိုင်းပတ်တီက1ပတ်တီ4ပတ်တီပါနော်ကိုမတွေအားလုံးပဲနေ့တိုင်းပတ်တီကိုပဲဆော့ဇာရုပ်ပတ်တီပဲလိုက်ပြီးတော့ဆော့ကိုစိတ်ကြိုက်လိုက်ပြီးတော့ဆော့လို့ရပါတယ်ကိုစိတ်ကြိုက်ပတ်တီကိုလိုက်ပြီးတော့ဆော့လို့ရတယ်ပေါ့နော်ကိုမတွေအားလုံးပဲဇာရုံးနဲ့ပတ်သက်တဲ့တင်ကနန်းလေးတွေကို3ခွက်ရွေးပြီးတော့ထုတ်ပေးမယ်နော်နေ့တိုင်းပတ်တီးတဲ့ကနန်းကိုလည်းပတ်တီးတစ်လုံးကိုကနန်း3ခွက်စီထုတ်ပေးမယ်ပေါ့နော်နေ့တိုင်းပတ်တီးတဲ့ကနန်းဆိုရင်နေ့တိုင်းပတ်တီး1-4ပတ်တီးရှိပါမယ်တနင်္လာနေ့အဖွင့်နေ့နေကုန်မှာ1-4ပတ်တီး1-4ဝမ်းချင်းရှိပါမယ်အကြိုက်တူတဲ့ကိုရီမတွေအားလုံးမလိုက်ပြီးတော့ဆော့လို့ရပါတယ်နော်1နဲ့ဆိုရင်1-3 1-4 1-2ပါ1-3 1-4 1-2ပါနော်နော်ကိုမတွေအားလုံးပဲ1-2 1-3 1-4ပေါ့နော်1-2 1-3 1-4ပါ1-2 1-3 1-4 3နဲ့ဆိုရင်ဟောမဟုတ်1-2 1-3 1-4ပါ1နဲ့ပတ်သက်ရင်4နဲ့ဆိုရင်4-3 4-5 4-6ပါ4-3 4-5 4-6ပါ1-4ပတ်တီးပါနော်ဟိုဟာတနင်္လာနေ့အဖွင့်နေကုန်မှာ1ပတ်တီး4ပတ်တီး1-2 1-3 1-4 4နဲ့ဆိုရင်4-3 4-5 4-6ပါဒါ1နဲ့ဒါနေ့တိုင်းပတ်တီးလေးတွေပါဇာတို့ပတ်တီးကတော့3နဲ့ပေးထားပါတယ်ဇာတို့ပတ်တီးဆိုရင်3-1-3-4-3-5ပါ3-1-3-4-3-5ပါနော်ဇာတို့ပတ်တီးရောနေ့တိုင်းပတ်တီးရောကိုစိတ်ကြိုက်ပတ်တီးကိုလိုက်ပြီးတော့ထိမိကစားလို့ရပါတယ်ဒါမှမဟုတ်ဘဲနဲ့နေ့တိုင်းပတ်တီးလေးကိုပဲကစားမယ်ဆိုရင်လည်းဖြစ်ပါတယ်နော်နေ့တိုင်းပတ်တီးလေးပဲကစားမယ်ဆိုရင်ဖြစ်ပါတယ်တချို့လူတွေကြတော့ဇာတို့ပတ်တီးစောတဲ့ကိုဒီမကြီးအားလုံးရှိရလေဟိုးမကျော်ဇာတို့ပတ်တီးသမားတွေကိုတော့3ပတ်တီးပေးထားပါမယ်နေ့တိုင်းသမားတွေကတော့1ပတ်တီး4ပတ်တီးပါနော်ဇာတို့ကတော့3ရက်မွေးရမှာပေါ့နော်ဇာတို့ပတ်တီ3ရက်မွေးရမယ်ပြန်ပြောမယ်နော်ကဏ္ဍလေးဇာတို့ပတ်တီ3ပတ်တီရှိပါမယ်3-1 3-4 3-5ပါ3-1 3-4 3-5ပါနေ့တိုင်းပတ်တီတနင်္လာနေ့အဖွင့်နေကုန်ကတော့1ပတ်တီ4ပတ်တီတည်ပြီးထားပါမယ်1နဲ့ဆိုရင်1-2 1-3 1-4ပါ4-3 4-5 4-6ပါနော်ကိုမတွေအားလုံးပဲကဲနေ့တိုင်းပတ်တီပဲဆော့
ဇာတို့ပတ်သီးပဲဆော့ဆော့ကိုစိတ်ကြိုက်ပတ်သီးကိုဆော့လို့ရပါတယ်ကိုကိုမတွေအားလုံးပဲဒါလေးကိုပြောနေဗီဒီယိုဖိုင်လေးကိုဒီနားရင်ပြောနားပါမယ်အဖွင့်နေကုန်မှာအားလုံးပဲထိထိမိမိပေါက်ကြပါစေကန်ဆက်ကြပါစေပေါ့နော်တနင်္လာနေ့နေကုန်ကဏ္ဍကလည်းကောင်းတယ်ပေါ့နော်နေကုန်အားကောင်းပါတယ်နော်မနက်ပိုင်းတစ်လုံးကြာရင်ညနေပိုင်းထပ်ပြီးတော့တစ်လုံးကစားပြီပေါ့နော်ကိုမတွေအားလုံးပဲကဲဒါလေးကိုပြောနေဗီဒီယိုဖိုင်လေးကိုနားပါမယ်အားလုံးမတက်တာပါနော်အဖွင့်နေကုန်မှာကောင်းကောင်းကြပါစေထိထိမိမိပေါက်ကြပါစေ